ဖျားစုကိုပန်နိုင်တဲ့ယောက်ျားစင်စစ်အမျိုးသားများခင်ဗျာဘလို့အကြောင်းကိစ္စကြောင်းမှမိခင်လောင်းဖြစ်မဲ့မိန်းမကိုအနိုင်မယူပဲစာနာကြစီခြင်းပါတယ်ကဘာမှာရှိတဲ့ကျွန်တော်တို့ယောက်ျားတွေအားလုံးကိုမွေးဖွားပေးခဲ့တာကအားနွဲတယ်ဆိုတဲ့မိန်းမသားတွေပဲဖြစ်ပါတယ်ဒါကြောင့်ယောက်ျားတွေနဲ့ရှင်ရင်အားနွဲတဲ့အမျိုးသမီးတွေကိုနှိမ်ကြတယ်ဆိုပြီးအထင်သေးတဲ့စိတ်တွေမမွေးမြူလိုက်ပါနဲ့ခင်ဗျာတန်မာပြီးဖုံးကန်ကြီးမားလှပါတယ်ဆိုတဲ့အမျိုးသားတွေပညာတတ်ကြီးတွေဆရာဝန်ကြီးတွေကအစသူဖုံးစားတွေရက်သမားတွေအစုံဝမ်းပိုက်ထဲမှာထည့်ထားနိုင်တာကလည်းမိန်းမတွေပါပဲတင်းရဲ့အထင်သေးအမြင်သေးနေတဲ့မိန်းမတွေနေရာကနေဝင်ပြီးခန်းစားကြည့်ပါကိုချင်းစာကြည့်ပေးပါခင်ဗျာသူတို့ဟာအပေါ်ရန်အပြင်ပိုင်းကကြည့်ရင်အားနွဲ့လွန်းတယ်လို့ထင်ရပေမဲ့မေတ္တာတရားနဲ့ပတ်သက်လာရင်တော့ကြီးမားတဲ့လှိုင်းလုံးကြီးတွေလိုအင်အားရှိသမြဲပါပဲခင်ဗျာယောက်ျားတွေနဲ့တန်းတူရည်တူအလေးအပင်တွေကိုတည်ယူနိုင်ခြင်းတွေမရှိပေမဲ့ယောက်ျားသားတွေမလုံနိုင်တဲ့မိဖွာခြင်းကိုဝင်ဆောင်ခြင်းတွေကိုသူတို့လုံနိုင်ပါတယ်ရာဇဝင်ထဲမှာသားသမီးနဲ့ပတ်သက်ပြီးအချစ်ကြီးလွန်းတဲ့မဗရာဆိုတာကလည်းမိန်းမတူပဲဖြစ်ပါတယ်ခင်ဗျာမဗရာဟာရင်သွေးလေးတေဆုံးမဲ့အရေးကိုသိတာကြောင့်မြေလူးပြီးငိုကြွေးခဲ့တဲ့နေရာလေးကအခုချိန်ထိမျက်မပေါက်တော့ဘူးလို့လည်းကြားသိပူပါတယ်ရာဇဝင်တွေထဲမှာမိခင်လောင်းတွေရဲ့အချစ်မြတ်တာကြီးမားပုံတွေကတော့ပြောပြရင်ကုန်နိုင်မယ်မထင်ပါဘူးခင်ဗျာအဓိကပြောပြပေးချင်တာကတော့အားနွဲသူဆိုပြီးမိန်းမတွေကိုအနိုင်မယူဖို့နှိမ်ကြတဲ့သူဆိုပြီးအထင်မသေးစေဖို့ပဲဖြစ်ပါတယ်တင်ရန်ချစ်တဲ့မိခင်ဟာလည်းမိမသားတူဖြစ်နေတာကိုတတိယပေးပါမျိုးသမီးတွေကိုလေးစားပါတန်ဖိုးထားပြီးဆက်ဆံပေးပါခင်ဗျာဒါဟာယောက်ျားပီသားတဲ့အမျိုးသားတွေရဲ့မုံမြတ်တဲ့စိတ်ထားပဲဖြစ်ပါတယ်ခင်ဗျာ